ဒီနေ့မှာတော့ကျွန်တော်အချိန်ကိုပြောမှဆိုတော့အဲ့လိုတိုင်မာကိုအမြန်ရတက်ရတဲ့ဂိမ်းကိုကျွန်တော်ဆော့ပြအောင်မှာဖြစ်ပါတယ် bro ကြီးအဲ့ဒါဘယ်လိုလုပ်မလဲဆိုတာ bro တို့တစ်ချက်ကြည့်လိုက်အောင်ဗျာ okay ဗျာကျွန်တော်ဘယ်ခုံးမှထိုင်ကောင်းမှသွားဒီခုံးမှာပဲတက်ထိုင်လိုက်တော့မယ်ဗျာ okay ကျွန်တော်ဒီခုံးမှာခဏစောင့်လိုက်မယ်ဟုတ်ပြီဘယ်သူမှမလာဘူးကွာစိတ်ညစ်တယ် okay ငါ brother တယောက်လာပြီ okay ပါဒီ brother နဲ့ပဲဆော့လိုက်တော့ okay 2 1 okay now what's up stop the timer at 70တဲ့ဒီတော့ငါလေ okay ဒီတော့ကျွန်တော်အလဲပေါ့နော်ကျွန်တော်အလဲမှာကျွန်တော်9မိနစ်အတိမှာရှင်းနာရကျွန်တော်98ပေါ့ကျွန်တော်နိုင်သွားရပါတော့ကျွန်တော်9မိနစ်နဲ့12စက္ကန့်ဖြစ်သွားပြီပေါ့ကျွန်တော်နိုင်သွားတယ်ဟဲ့ဒီတော့8စက္ကန့် 5.25 တောင်ဒီလို okay ဗျာကျွန်တော်စမယ်ဒီ round မှာကျွန်တော်ပဲနိုင်ရမယ်ဗျာတော့10မိနစ်ကြော်မှဟဲ့အသားလေးအဲ့လိုအကွက်တွေရှိရဗျာ bro တွေသိလားကိုက10မိနစ်ကြော်မှအေးစေးဒီဘာမကောင်းကြလိုက်တာရှုံးသွားပြီရှုံးဟိုနိုင်သွားတယ်မဒုဆိုရပါโอเคဗျာလှုပ်မင်းလှုပ်ကွာမင်းလှုပ်ကျွန်တော် robot ခိုးတုံးလိုက်ကောင်းလားမသိထားလိုက်ပါဗျာ robot ခိုးမတုံးတော့ပါတနာပါ6စက္ကန့်ပါဒီ bro robot တွေခိုးတုံးတယ်ဟလား6စက္ကန့်ပါ okay ကျွန်တော်ရလိုက်တော့6စက္ကန့်oh my god အဲ့တော့ 99.33 wow bro yes တော့ကျွန်တော်ကတော့ win game 2 star မယ်ပေါ့နော်ဒီ bro ကကျွန်တော်လုံးဝမကျင်းတော့စားလိုက်အောင်ဗျာ let's go ဒီ bro 99.25 တော့ကျွန်တော်ဒီ round ရှုံးတော့ပြီထင်ပါတယ် confidence levels ကိုအပြည့် high တာ okay confidence levels အပြည့် high မယ် okay ဗျာ bro ရှုံးနေဆိုတာအဲ့ဒါ loser တွေပြောတာကျွန်တော်တို့မပြောငါရှုံးတော့မယ်ဆိုတာ loser တွေပြောတာကျွန်တော်တို့အမြဲပဲနိုင်အာရန်ချောင်းလို့မရဘူးokayကျွန်တော်နိုင်ရပါတော့ပထမ round ကျွန်တော် robot လေးခိုးတုံးပြီးတော့ဒုက္ခပေးကောင်းလားစဉ်းစားမပေးတော့ပါကျွန်တော် robot လေးကုန်သွားလဲဒီ round တော့ငါတို့ရှုံးမိတယ်မှာမဟုတ်ဒါ loser ပြောတဲ့စကားကျွန်တော်မပြောဒီလိုစကားတွေသိရမလားကျွန်တော်တို့ကရမ်းကြမ်းတဲ့ကောင်တွေမလို့သူတို့စကားတွေကိုကျွန်တော်စကားပြောနေတယ်မေ့သွားတယ် bro ရေကျွန်တော်နောက်ဆိုစကားတွေအများကြီးမပြောတော့ဘူးကျွန်တော်စကားပြောနေရရမှာတကယ်မေ့သွား okay ထားလိုက်ပါတော့ okay ဒီထောက်ကျွန်တော်စမယ်ပေါ့နော်ဒီ round okay ဗျာကျွန်တော်စကားတွေတိတ်ပြောလို့မရအောင်ဒီမှာတေချာတတိထားပြီးစောင့်90ရာရှုံးသွားပြန်ပြီနည်းဆောရတယ်ဗျဒီကောင်နိုင်ဝိုင်းကျင်းတော့စ let's go ဒီ bro စမီရောင်းကုန်ပြီကျွန်တော်အလဲ9မိနစ်အတိမှာတားမယ်နော်9မိနစ်ရောက်လာတယ်တန်းတားရှုံးပါဘလို့ဖြစ်နေကျွန်တော်နည်းနည်း aura ရောနေပြီနည်း bro ကျွန်တော်မျက်မှန်လေးကောက်တက်လိုက်အောင်ကျွန်တော် aura တော်တော်ရောနေတကယ်ပြောတကယ်ကြမ်းတယ်ဗျာကျွန်တော်မနိုင်တော့တကယ် okay လားစားလိုက်အောင်ဟိုလေးကလေးစားလေးကိုနည်းနည်းလောက်လိုက်အောင်bro ကျွန်တော်ဒီမှာနည်းနည်းလေး practice လုပ်လိုက်အောင်မယ် okay ဒါမှကျွန်တော်လည်းတိုးတက်လာအောင်ဒါဆိုနောက်မှပြန်တွေ့မယ် bro 1000 years later ဒါကတော့ဘာမှမတူဘူး practice ကတော့ကျွန်တော်ဒီမှာဘာလုပ်ရမလဲမသိဘူးခင်းစရာဒီမှာနေရတာရှောက်သွားနေရတယ်ကျွန်တော်ဟို OV လေးပဲအပြင်းပြေလေးစောလိုက်ဟုတ်တယ်ဗျဒီ brain ဒီ game ကနည်းနည်းခတ်တယ်စကားအေးဆေးလေးပြောဖို့ဒီ OV ပေါ်တက်ပါတယ်ရှုံးသွားလိုက်တာငါသားရ okay ဗျာကျွန်တော်တစ်ခါတော့နောက်ဆုံးချိန်နဲ့ကျွန်တော်စော့လိုက်မယ်ဗျာဒါတော့ကျွန်တော်ဒီ video လေးလောက်တာတိုင်ပတ်တယ် okay ဗျာကျွန်တော်ဗမာတော့စော့အောင်ကောင်းတယ်ကျွန်တော်လာ okay ဒီ game ကလူလိုက်ဝေးနေရတင်ပါကျေးဇူးတင်ပါတယ်လို့ကျေးဇူးအရန်တင်ပါလော okay ကျုံးမရတော့ကျွန်တော်ရင်လောက်အောင် okay 99အတိလာတကောင်ကျွန်တော်ချနိုင်မှာကြည့်အောင်
โอเคကျွန်တော်နိုင်တယ်ဒီ round ကျွန်တော်နိုင်တယ်ဟာကလေးလေးကျွန်တော်နိုင်သွားပါတယ်ခေါင်းရစားတယ်နော်ဒီတော့နည်းနည်းအားဆောင်ရမယ်အားပါโอเคဒီတော့ဒီကလေးကိုနည်းနည်း short ပေးလိုက်နည်းနည်းကလေးလေးတွေ short ပေးလိုက်ရောခဏစကန်ဒီပါအိုးကျွန်တော်နည်းနည်းလေးပဲကွာပါနော်နောက် percent လေးပဲကွာโอเคချโอเคရာချမယ်6ဘလို့ဖြစ်နေ aura ကြနေပြီ91.67 โอเคကျွန်တော် Oh my god ကျွန်တော်နိုင်သွားပါတယ်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဟိုပါပေါ့ဒါဘယ်လိုခေါ်လဲ stop that timer လားမသိဘူး game နဲ့မေးပါ stop that timer ဆိုတဲ့ game ကိုကျွန်တော်ဆော့ခဲ့တာပေါ့နော် bro တွေဒါကတော့တကယ် fan ဟိုဆော့လို့ကောင်းတဲ့ game ပါ bro တကယ်ဆော့လို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကဟိုဗာလဲ custom နဲ့မှာဆိုလိုမျိုး game တွေကိုဆော့နေပေမဲ့ကျွန်တော်ရဲ့ဖုန်းကဟိုလိုဘလို့ type ကဟိုလို Candy Crush လို့ဘာလို့ဆော့တဲ့ type ဖြစ်နေဗျာအဲ့လို type အဲ့တော့ကျွန်တော်ကဒီဖုန်းနဲ့ဆိုတိတ်ပြီးဆော့လို့အဆင်မပြေဘူးဗျအဲ့တော့ဗျာ bro တွေဒါတော့ကျွန်တော်ဗီဒီယိုလေးတော့ပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့သူတို့ game ကိုဆော့ခဲ့တယ်ပေါ့နော်ကျွန်တော်တို့တူဆော့နေတော့ကျွန်တော်လာအပ်လို့ရပါတယ်ဟုတ် bro နောက်ဆုံးအပြင်းပြေ OB လေးခုံလိုက် OB လေးခုံလိုက်ပြီဗျာအဲ့ brother တွေကျွန်တော် channel ကို subscriber လေး300ပြည့်အောင်လုပ်ပေးပါနော်ဩစကားတော့မဆုံးသေးဘူးထားလိုက်ပါ bro တွေအားလုံးပဲဘိုင်ဘိုင်ပါ